အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ကတော့ PNFC Friday School Grade 10မှဖြစ်ပါတယ်ရှင်ကျမတို့ team name ကတော့ Crossing မဲ့ဖြစ်ပါတယ်ရှင်ယခု presentation မှာပါဝင်သွားကြမယ့် members တွေကတော့ ST G10 Art 001 Art 006 Eco 003 Eco 004 Bio 002 Bio 007 Bio 012 Bio 022 Bio 034 နဲ့ Bio 064 တို့ပဲဖြစ်ကြပါတယ်ရှင်ဒီနေ့ကျမတို့ Crosshampton တင်ဆက်မယ့်အကြောင်းအရာကတော့ Grade 10မြန်မာစာအပိုင်းနှင့်အဖက်ရဲ့သင်ခန်းစာမှအခန်း1မြန်မာစကားပြေရေးချဲချက်တွေထက်ကစာရေးဆရာကြီးဦးတော်ရဆွေရဲ့ဤလောကမြေမဟီဝဲစာအုပ်မှကောက်နှုတ်ထားတဲ့လူမနော်ဝတ္ထုတိုလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကျမတို့ Crosshampton ကဒီဝတ္ထုတိုကိုအတန်ပြဆက်လေးနဲ့တရုတ်ဖော်တင်ဆက်ပေးအောင်ပါဆိုတော့ကျမတို့ Grade 10အဖွဲ့ရဲ့တင်ဆက်မှုလေးကိုကြည့်ရှုနားဆင်ခန်းစားပေးကြပါအောင်ရှင်ဟုတ်ကဲ့ကျမကတော့ Grade 10 Bio 034ပဲဖြစ်ပါတယ်ရှင်1955ခုနှစ်မှာ1960ပြည့်နှစ်အထိကျွန်တော်နေခဲ့တော့ရောက်ကလေးရပဲဖြစ်ပါတယ်။ဤရောက်ကလေးဒီရန်ကုန်မြို့မှာ9မိုင်ကွာပြည်လက်မကြီးရဲ့ရှိဘက်ကျောင်းကျကျရှိခရဟောင်းဖြစ်ပြီးပဂတိတော်ရအတိုင်းတအိမ်နဲ့တအိမ်ရင်းနှီးခင်မိကြပါတယ်။တအိမ်ကတင်းစကားကိုတအိမ်ကချစ်ချင်းနာပေါတက်ပါတယ်။တရွာလုံးတွင်ချစ်ချင်းစီမျိုးရေးမကင်းကြတာကများပါတယ်။တခါတည်းနဲ့တလေးမျိုးမှာအဲ့ဒီများကကျွန်တော်အိမ်တူလာရောက်ကြရာဒူဒူစီတွင်အလွန်တရာပိုလာတော့တလုံးတီးတရာစီပါလာတက်ပါတယ်။ထိုအချိန်တွင်နဲ့တလေးမျိုးမှာဤတရာစီကကြက်များဖြစ်တော့လဲညစီမမှုတတော့ကိုဆေပြတမတ်3တောင်းမြတ်တာပြီးပါတယ်။တိုးတော့ဤမြမြပြတော့တလုံးတီးကိုကျွန်တော်အိမ်မှာပါလို့မလဲလို့စိတ်ကူးရဒီနေ့တခါနာခါချင်းမြ15တောက်တာဖေထားပြီးကျန်85တောက်ကိုလက်ဆွဲချင်းတဲ့တူထက်ကစီတူတွားဖို့ရွာတူထွက်လေတယ်။ပထမဆုံးနဲ့ဆောင်ထုတ်အိမ်မှာဒေါက်တာတန်းကကိုစီချင်းတောင်းကြီးဆဲပြီးပဲလေချင်းတဲ့ကရောဘာတွေတော့တန်းနွန်သီးတွေပါမှာတန်းတန်းရေဆောနာအဲ့တွေလာလို့ပေးသွားလေအိမ်စားဖို့တော့ချမ်းပြီးပူတာလေးတွေလိုက်ရောက်နေဒါဆိုလာစမ်းမအောင်တော့ကျုပ်လေးသေးသွားမလို့ဟာအတော်ပဲပြောပါအောင်ဘယ်လိုရောင်းလဲဈေးတွေကပေါက်ဈေးအတိုင်းပဲပေါ့ဗျာ1000အောင်10ဗျာတမတ်ဖို့ဆိုရင်3000ပေါ့ကိုစီရဲ့ရွာသားချင်းပဲပြီးတော့လဲလက်ဆောင်ရတာလေ4000ပေးခဲ့လေရတယ်မလားဟုတ်ရပါတယ်ယူဗျာဟုတ်ပြီအဲ့ဒါဆိုတမတ်ဖို့ပေးရောက်ပတ်စံရောက်4000နော်ခုဆက်ရောင်းလိုက်အောင်မယ်မိမိတို့အယောင်ဝယ်လုံးနေကြီးကိုအိမ်မှာတော့ကြည့်စုမြင်ရနှခေါ်၍ဤတူမီလီဒီစာရေးဆရာကြီးချင်းထက်ပါရီလဲလာစမ်းမအောင်အဲ့တွေလက်ဆောင်ပေးသွားတဲ့တန်းနွန်တွေပါဗျာပူတာနဲ့ဈေးသွားရောက်မှုလို့လေဘလို့ရောင်းလဲပြောပါအောင်တမတ်ဖို့တော့3000ဈေးပေါက်တာပဲဟိုတန်းတော့တမတ်ဖို့4000စီတာနဲ့4000ပေးကြပဲဟာဒါဖြင့်ကျုပ်ကို9000ပေးဗျာဟုတ်9000ဆိုလဲယူဖို့ဗျာသူအိမ်မအထွက်နောက်တအိမ်မအမအီတာလဲခေါ်ပြနေဘာရီတော့ဦးတော်ရရဲ့အဲ့တွေလက်ဆောင်ပေးသွားတဲ့တန်းနွန်တွေပါဗျာပူတာနဲ့ဈေးသွားရောက်မှုလို့လေဒါဖြစ်လာပါဦးဘလို့ရောင်းလဲဘေးအိမ်ဟာဒေါ်ကြီးစုကတော့တမတ်ဖို့9000စီတာနဲ့9000ပေးကြပဲဒါဖြစ်ချမတော့6000ပေးတော့ဟုတ်6000ဆိုတဲ့6000ပေါ့ဗျာယူတော့နောက်တအိမ်မဒေါ်စင်ဦးမလဲလက်မြင်ရဒီနေ့ခေါ်ပြနေအမေဆရာကြီးကထမ်းတော်သေးပါနဲ့ဘယ်အများရောက်ခဲ့ရတော့ဘုန်းကြီးเจ้าအများခူးလာလားကျန်ကြီးစီရမဆင်ဦးရဲ့အဲ့တွေလာပြီးတော့ပါဒူးနေမှာပေါ့ဒါဖြစ်ရှောက်ရောက်နေရသေးတော့အလက်ကားပေးလိုက်ရောပေါ့ကုတူတောင်းရသေးဟုတ်ယူပြအဲ့ဆိုရင်ဘယ်နဲ့တောင်းဆိုရင်လောက်လဲအမလီအလက်ကားစားတာပါဆရာကြီးရဲ့သူများရေလည်းဝယ်ရတာပဲကြောက်လည်းဝယ်ရမှာပေါ့ကဲဒါနဲ့ဘယ်လိုရောင်းတာတော့အေးဒါတော့တမတ်ဖို့6000ပေးဆိုလို့တော့6000ပေးကြရပဲချုပ်ကိုတော့9000ပေးတော့ရရမလားဟုတ်ရပါတယ်ယူလေဒေါ်စင်ဦးအိမ်မအထွက်နောက်တအိမ်မအမလွေးနေပါဈေးဆရာကြီးအဲ့ဒီဘာတွေပြောင်းလိုက်လားဈေးဘာတွေရောင်းခေါင်းမုံဖြစ်အမြဲကြီးဆက်ဖြစ်နေတော့ပေါ့ဟာဗျာရောင်းသူနဲ့ဝယ်သူနဲ့သဘောတူလို့ရောင်းကြဝယ်ကြပဲဗျာခေါင်းမုံပဲအမြဲကြီးစားရင်တော့မဝင်နေပေါ့ကျွန်တော်လည်းတင်းမြောင်းပါအောင်မလေးစားပါရှင်ဘာမှမရှိဘူးပါမယ်ပြောပါဦးဘာတွေရောင်းတာတော့
မဖိုး6တောင်းဆိုတော့ဟိုလောပါကြီးတဲ့ဒေါ်စင်ဦးကတော့9တောင်းတောင်းလို့တော့9တောင်းပေးခဲ့လေ ကျမကတော့ရှစ်တောင်ပေးတော့ ဟုတ်ယူပါဗျာရပါတယ် ဤတို့နှင့်တအိမ်တစ်တောက်ထိုစီတိုင်းပြခဲ့ရာနောက်ဆုံးတော့ညင်အိမ်တွင်73တောက်ဖြစ်ကိစ္စဖြစ်၍လက်ဆွေချင်းကောင်းစုကအိမ်ပြန်လာတော့သည်စေအိမ်တိရောင်းခဲ့ရာစင်မဲရလေသည်မက်ဆီမြောက်ကလည်းစပွဲပေါ်တင်ထက်ထားရင်အရှိမအော်တန်ကြားရည်စင်ကြည်အားစီဥပေါအပိခေတော့တတန်ကိုတွေ့ရလေသည်တတန်မှဒေါတာထွက်နေတော့လိတန်ဖြစ် ကိုဆွေကျမတို့ကြောင့်တမတ်4တောက်တည်းပေးပြီးဒေါ်ကြည်စုကိုကြောင့်9တောက်ပေးသွားတယ်ဆိုဟုတ်လား မတတန်စကမဆုံမီစောနကတတလုံးတီအပိခေတော့တညကြီးမတပါအကုန်ရှူရှူရလာချက်ကုန်သည်ဒုတိယဝေတော့တော့ကြည်စုမ ဆရာကြီးကျုပ်ကို9000ပဲပေးပြီးမအေးတာအိမ်ကိုတော့6000ပေးသွားတယ်ဆို ထုံတော့တတိယမဣတာမ ဒီမှာရှင်ကျမတို့ကြာ6ရောက်ပြီးပြီးတော်စိန်ဥအိတ်ကိုကြာတော့9တောက်ပေးသွားတယ်ဆို စတုထတော့စင်ဥမ ဒီမှာကျုပ်ကိုတော့လေ9တောင်းနဲ့ပေးသွားပြီးတော့မက်လင်းတွင်ကျတော့10တောင်းပေးသွားတယ်ဆိုစားရစရာလုံနေပြီဒါတော့တရားသလား ဤတို့ဖြစ်ဒုတိယနောက်ဆုံးမခင်ရှိပြောတီတီနားထောင်ပြီးတော့ ကဲတော်တော်တို့မမတို့ကြီးပြောပြီးပြီဆိုလဲကျွန်တော်ပြောနားတော့အောင်ကဲမတန်းတန်းခမရတမဖိုး3တောင်းလို့ပြောတော့ခမရ4တောင်းတောင်းလို့ကျွန်တော်လဲ4တောင်းပေးရတယ်ခမရလည်းကျင်းတဲ့လို့ယူထားမလားတို့ကြီးသူခမရလည်းအဲ့လိုပဲတမဖိုးကို4တောင်းဆိုတော့ခမရ9တောင်းတောင်းရလေကျွန်တော်လည်း9တောင်းဆိုလို့9တောင်းပေးကြပဲခမရလည်းကျင်းတဲ့လို့ယူထားပဲမလားဒီတက်လူတွေအကုန်လုံးတမဖိုးခမရတို့တောင်းတောင်းပေးကြပဲလေအကုန်လုံးကလည်းကျင်းတဲ့လို့ယူထားပဲမလားအခုမှကြောက်ကဘယ်လိုလုပ်ပြရမလဲဗျာစဉ်းစားကြည့်ရပါဦး မဣတာမ ဆရာကြီးဟာဒီလိုမလုပ်သင့်ဘူးအမှန်ဆိုတစ်ဖက်ကို6တော့ဖြစ်6တော့9တောက်ဖြစ်9တောက်အငြိအမြတ်ရောက်တဲ့နဲ့ ဤစကားကိုကြားရတော့တမတ်ဖို့စေတော့ဆဲတော့ရသူများမ အောင်မဲအဲ့လိုတော့လေဘယ်လိုပြန်လုပ်ပေးလို့ရမလဲဒီကချက်ဖို့တော့တုံမိပြီ ကြားရတဲ့အတိုင်းပဲနော် အမျိုးသမီးသူကြီးခိတ္တမြညီတက်တော့ကြပြီးအနိနာဆုံးထင်တော့တော်တန်မ ကိုဆွေရဲ့ကျမက4တောက်ပဲရလိုက်တာလေပတ်စံပြန်မေးဖို့တော့ကောင်းတယ် အာဟုတ်သားပဲခမရ4တောင်ပဲရလိုက်တာဟုတ်ရောပတ်စံပြန် ငွေ30ပြပေးလိုက်လေသည်ထို့နောက်တော့ကြည်စုမ ကျုပ်လည်း9000ပဲလေ4000နဲ့ဘာကွာလို့လဲကျုပ်လည်းပြန်ပေး ဟုတ်ဗျာပြန်ပြီ မဣတာမလဲ ကျမတို့လည်းပြန်ပြီးတော့ ရောအကုန်လုံးပြန်အောင်ကြလာကင်းကြီးပါပြန်ပြီးမယ်ဒါမှအကုန်လုံးအေးမှာ ဟုဆိုပြီးပတ်စံများအကုန်ပြပေးလိုက်လေသည်ဤမြဖြစ်ကိစ္စများမှာမပြီးသေးအလကားရရချင်းအတူတူကိုတူတာဒီငါနီတီနဲ့ပပစီစီလုံးနေဒီနဲ့ တကယ်တည်းမှာပဲလူအလိုနမ်းမလိုက်နိုင်ပဲကြားဖို့ရတယ်ဗျာခုတော့လူအလိုတော်တာစီမလိုက်နိုင်ဖြစ်နေပါရောလား ဟုမီယာလုံစွာနှစ်ခုကွေတော့စင်ဥမ အောင်မဲ तू ကမြတ်နဲ့ထက်ကြီးကျယ်လို့ဘာလို့နဲ့ အဗျာကျုပ်ကဘာလို့နှက်ထက်မကြည့်ရမှာလဲပြောစမ်းပါဦးဘယ်နဲ့ကမြန်ခင်ဗျားတို့တန်းနေလုံးဒီအလကားပေးဖို့လို့လဲရှင်းပြောပြစမ်းပါအောင်ဗျာ တူဆိုလိုက်ကမှတူလည်းပြုံးစီစီနေပြန်တော့ရဤတူရယူမီလီတော့ဒီ ဩလူမနောဆိုတာဒါပါလား ယခုအတန်ပြဆက်မှာဇလန်ပြောသူအဖြစ် STG10 Art 006ဒေါ်ရာဆွေအဖြစ် STG10 Ego 004တန်တန်းအဖြစ် STG10 Art 001ဒေါ်ကြည်စုအဖြစ် STG10 Bio 034မအေးတာအဖြစ် STG10 Ego 003ဒေါ်စိန်ဦးအဖြစ် STG10 Bio 022မလေးနွယ်အဖြစ် STG10 Bio 002မခင်ရွှေအဖြစ် STG10 Bio 007တို့ကပါဝင်အတန်တရုပ်ဆောင်ပေးသွားကြတာပဲဖြစ်ပါရဲ့ရှင်အခုလိုမျိုးကျမတို့ရဲ့ presentation လေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးကြပါတော့ PNFC Federal School မှာဆရာဆရာမများနဲ့တကွာတငယ်ချင်းညီအကိုမောင်နှမအားလုံးကိုလည်း Crossing Team ကနေပြီးတော့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်စိတ်ချမ်းသာကိုယ်ချမ်းသာပြီးဒါရတဲ့နေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေလို့ Crossing Team ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်